မင်္ဂလာပါဒီနေ့ fretboard ပေါ်က notes တွေအကြောင်းရဲ့ဘယ်လက်နဲ့ညာလက်ဟန်ချက်ညီညီဘယ်လိုတီးမယ်ဆိုတော့လေ့ကျင့်ခန်းအကြောင်းကိုလေ့လာရအောင်အခုမှ base စတီးတဲ့လူအတွက်ကတော့ table ကိုကြည့်ပြီးမှဒီ fretboard ပေါ်က notes တွေကိုဘယ်လိုမှတ်မိမလဲဆိုတော့ဟောစိတ်ရှုပ်ကောင်းရှုပ်ပါလိမ့်မယ်ဒါမှကိစ္စမရှိပါဘူးမှတ်မိလွယ်တဲ့နီလန်းလေးတွေကိုလည်းကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်ပြောပြသွားပါမယ်ဒီ position mark friend mark လေးတွေက fretboard ပေါ်က notes တွေကိုမမီလွယ်အောင်ကူညီပေးပါလိမ့်မယ် fretboard ပေါ်က notes လေးကိုကြည့်ရအောင်ဟုတ်ပြီ fretboard ပေါ်ကလွတ်ကြိုးတွေကိုမှတ်မိလောက်မှာပါတစ်ကြိုး G နှစ်ကြိုး D သုံးကြိုး A လေးကြိုး E ငါးကြိုး B for string ရဲ့တစ်ကြိုး G D E ဟုတ်ပြီ E string ကိုကျွန်တော်ဒီနေ့စပြီးတီးကြည့်အောင် fretboard chart မှာ F G ဟုတ်ပြီနော်ကျွန်တော်တို့ဒီဘယ်လက်ဖိတဲ့အခါမှာလဲအလဲတက်တက်မှာမနှိပ်ဘဲနဲ့ဒီ fret နားကပ်ပြီးမှဥမာ E F G A B C ဒီ fret နားကပ်ပြီးမှ E F G A B C အရန်ကြီးလဲဖိစရာမလိုပါဘူးပုံမှန်လေးပါပဲဟုတ်ပြီကျွန်တော်တို့စတီးမှာကကျွန်တော်ဒီ၃ခုပဲအရင်တီးမယ်နော် right hand ကတော့ alternate plug in ဆိုတော့ index finger middle finger I am တပါးမှာ4 time မှာ1 2 3 4ဆိုတော့တန်ဖိုး၄ခုရှိရင် whole note ကတစ်ချက်ပဲတီးတယ်1 2 3 4တပါးစာကိုတစ်ခါပဲတီးတယ်တစ်ချက်ပဲတီးတယ်အဲ့ဒါ whole note ခေါ်တယ် half note ကျတော့1 2 3 4 1 2 3 4 E F G ဆိုတဲ့ note ၃လုံးကိုပဲတီးပါမယ် 2 3 4 F 2 3 4 G 2 3 4 F 2 3 4 E 2 3 4ဒီညာလက်ကို1 2 3 4 F 2 3 4 1 2 3 4 F 2 3 4 1 2 3 4တလက်စီစိတ်ရှိရှိနဲ့ဖြည်းဖြည်းချင်းတီးမယ်တီးတဲ့အခါမှာလည်းဒီလက်ကိုပြက်ပြက်တတ်တတ်တန်ထွက်ဖို့အတွက်လေ့ကျင့်ရပါတယ်အနေတော်လေးအတန်ထွက်က